မောင်7မိနစ်နောက်ကြာရနော် ဆန်ဝါဘီယာအဲ့တဲ့ရောက်လာလို့နောက်ကျသွားတာပါချစ်ရဲ့အမှန်တိုင်းဝင်ခရရလေအဲ့တဲ့ထဲမှာချစ်ကိုမြတ်တင်လာတော့အောင်မောက်ရှာနေမိသေးတယ် အပိုတွေပါတော့သူကိုရီးယားမှာလေးငန်းနေပြီ 나는요 이 한국에 살고 있는 여자들의 미소는 그것보다 내 여친이 훨씬 더 이뻐. အချစ်ကိုအရေးဖြောနေရပေါ့လေဟုတ်လားမိတ္တဝရီကလွယ်လွယ်နဲ့အရေးပြောမဲ့လူမဟုတ်ဘူးနော်ဦးချီဟွန်း 아 근데 내가 줬던 그 선물 잘 받았어? 아, 그거 궁금하고 있는데 ရှောက်ပြီဖွင့်ကြည့်ပြီးသားပြီဒီမှာ 어떻게? 마음에 들어? 그거 안에 나의 사랑이 많이 들어가 있어. 나는 미얀마로는 잘 모르겠지만 그냥 내가 느낀대로만 말하는 거야. စိတ်ဝင်စားစရာကောင်းတာပဲ 진짜지. 그 사물 안에 나의 사랑과 그림이 많이 있어. 정말 보고 싶다 자기야. လွယ်လိုက်လာခဲ့တော့လေအဲ့ဖုန်းနဲ့အတန်နေတယ်မောင်ရဲ့နှကမ်းပြထွက်လာမယ့်စကားတန်ကြားချင်တာ 나는요, 자기의 행수 남자를 너무 보고 싶어. 사실은 나는 한국에 더 살고 싶지는 않아. 나의 미래는 자기가 있는 거야. 나는 부자가 되는 것보다 자기와 함께 있는 나의 미래를 더 좋아. ဟာတော်ပြီကွာမောင်မိသက်မိတာဖြေအောင်လေ ဟယ်လို ဟယ်လိုမတ်မေတက်ပြီလားခင်ဗျ ဟုတ်ကဲ့ကျမမိသက်ဝရီပါပြောပါရှင် ဟုတ်ကဲ့ပါအမရေအမနာမည်နဲ့ကိုရီးယားကနေပါဆယ်ထည့်ပေးလိုက်တာရောက်နေပါတယ်အဲ့ဒီပါဆယ်ကိုကာစတန်ကစစ်တဲ့ခါကျတော့ဒေါ်လာငွေဆက်ကူတော်တော်များများပါနေအောင်တွေ့ရပါတယ်တကယ်တော့အဲ့ဒီနဲ့ဒေါ်လာငွေပို့တယ်ဆိုတာတရားမဝင်ဘူးအမရေ ရှင်ကိုရီးယားကနေဟဟလား ဟုတ်ပါတယ်ခင်ဗျ ဟိုဂျီဟွန်းနာမည်နဲ့ပို့လိုက်တာလားမသိဘူး ဟုတ်ပါတယ်ဂျီဟုတ်နာမည်နဲ့ပို့လိုက်တာပါ အဲ့ဒါဆိုခဏလေးနော်ဟိုကျမပြန်ဆက်သွယ်ပေးပါမယ်ဟုတ်ပါမေးလိုက်အောင်မယ်နော်မောင်ဘာတွေပို့လိုက်တာလဲကြိုလည်းမပြောဘူးကွာ 쪼뼈비 뽑아라 때 쿨로 뽑아라 보야다 시래리. 다 치트와마의 레서너. 어색하네. စိတ်ချပါမောင်ရဲ့ဒါမဲ့လည်းမောင်ရဲ့ဒေါ်လာတွေပါနေတဲ့ဥစ္စာကိုပါဆယ်နဲ့ပို့လိုက်ရလား အဲ့တော့မအောင်ပါပါချစ်ရဲ့ချစ်အတွက်ရည်ရွယ်ပြီးရှာထားတဲ့ပတ်စံလေးမလို့ချစ်ရဲ့လက်ကလေးနဲ့ပထမဆုံးထိစီခြင်းလို့မောင်ပါဆယ်လေးထည့်ပို့လိုက်တာ그건 내 선물이야 조심해 자기야 아빠 ဟယ်လိုဟိုဆော့ဆော့ကလေဟိုကိုရီးယားနိုင်ငံကပို့လိုက်တဲ့ပါဆယ်အတွက်အခွန်ဆောင်မှုကျမပြောလာခဲ့ရမယ် လာစရာမလိုပါဘူးအမဟို online ကနေစောင်းလို့ရပါတယ်ဒါပေမဲ့ဒီနေ့စောင်းမှရမယ်နော်အမဒါမှဒီနေ့ပါဆယ်ထုတ်လို့ရမှာပါ အော်ဟုတ်ဟိုကျမဘယ်တော့ဆောင်လဲ ဟုတ်ကဲ့စောင်းမယ့်ဝေပမာဏက360ပါအမ ဟော360ဟုတ်ဟိုကျမ online နေဆောင်လိုက်ပါမယ်ကျမအကောင့်လေးပို့ရအောင်နော် ဟုတ်ကဲ့ပါခင်ဗျ ဟယ်လို sorry ပါအမရေအမတကယ်ပေးဆောင်ရမယ့်ငွေပမာဏကိုကျွန်တော်တို့ဘက်ကမှားပြောလိုက်လို့တောင်းပန်ပါတယ်ဟိုအမတကယ်ပေးဆောင်ရမယ့်ငွေက3950ဗျ အဲ့လောက်တော့ဆောင်ပါလား ဟုတ်ပါတယ်အမဟိုအမစီကိုပို့လိုက်တဲ့ဒေါ်လာတွေကဒေါ်လာ3သိန်းကျော်တယ်ဗျပွင့်ပွင့်လင်းလင်းပြောရရင်အဲ့ဒီလိုပို့တော့တရားမဝင်ဘူးအမရေဒါကြောင့်ကျွန်တော်တို့ဟန်နဲ့လောက်ရတာပါဟိုအဲ့လိုမှမဟုတ်ရင်တော့ပို့တဲ့သူရောတည်တဲ့သူရောလက်ခံတဲ့သူကဖမ်းခံရလိမ့်မယ် အဲ့ဆိုခဏလေးနော်ကျမဖုန်းပြန်ဆက်ပေးပါမယ် ဟိုဒါပေမဲ့ဒီနေ့ညနေ9:00နာရီမကျော်ခင်တော့စောင့်ဝေးမှရမယ်နော်အမ9:00နာရီကျော်သွားရင်တော့ကျွန်တော်တို့ဘက်ကတာဝန်ယူမှာမဟုတ်ဘူးတက်ဆိုင်ရာကလည်းအမကိုလာရောက်ဖမ်းဆီးပါလိမ့်မယ်ကျွန်တော်တို့စီကမြန်မြန်ပြန်ဆက်သွယ်ပေးပါနော်အမ အခွန်ဆောင်မှာ3950ထဲမှာဘယ်လိုလုပ်ကြမလဲဟိုမောင်ထည့်ပေးလိုက်တာဒေါ်လာ3သိန်းဆိုအဲ့ဒါဟုတ်လား
မောင်မယုံလို့မေးတာမဟုတ်နော်တေချာအောင်လို့မေးတာချစ်ကမောင်ရှုံးတယ် လောလောဆယ်အခေါ်ဆောင်ဖို့အတွက်ချက်မှစိုက်ထားစရာပတ်စံမရှိတော့ဘူးလားဒါဆိုမောင်မနှက်ဖြံမှာထည့်ပေးလိုက်မယ်လေ ဟာအဲ့လိုဖြစ်အချိန်မရှိဘူးမောင်ရဲ့ဖောက်ဘက်ကနေလေညနေ9 နာရီမတိုင်ခင်အခွန်ဆောင်အောင်မယ်တဲ့မဆောင်လို့ရှင်ပါဆယ်တွေစုံးပြီရဲ့ ပြဿနာပဲကွာချက်မှအခုအဲ့ဒီခက်ခဲကိုဖြေရှင်းဖို့မလွယ်တော့ဘူးလား မလွယ်တော့မဟုတ်ပါဘူးအဖေစီကနေအလုပ်လုပ်မယ်ဆိုပြီးတောင်းလိုက်ပတ်စံနေလို့ရှိတယ်ဒါမဲ့အဲ့ပတ်စံနေအခွန်ဆောင်လိုက်ရင်ချက်မှ3ချာမရှိတော့ဘူး ဟာမခတ်ပါဘူးကွာပါဆယ်ရောက်တော့မှဖေးပတ်စံကိုပြန်ပေးလိုက်လေပြီးရင်ပိုးတဲ့ပတ်စံကိုစစ်နမန်နဲ့ဗန်ထဲမှာထည့်ထားပေါ့နောက်တစ်ခါမောင်ထက်လွယ်ပြီးရင်တော့မြန်မာပြည်ကိုအပြီးပြန်ထွက်ခဲ့မယ် မောင်တကယ်ပြောရလား ထိုင်ရနာကြီး ဟောတောင်းလိုက်တာမောင်ရဲ့အဲ့ဆိုလို့ရှိရင်ချက်အခုပဲလှလိုက်တော့မယ်နော် 啊，ကိုစိုး 啊，志康 ，congratulations！ 啊 thank you ကိုစိုး ဘလို့လဲ，mission မှာဟာလိုက်နေခဲ့လား ရာမြောက်အကောင့်တွေဝင်လာတော့ရင်မခုံပါဘူးကိုကြီးရင်ခုံပြီးမှဆိုလို့အလုပ်ပြရတယ် order လေးလိုက်ပြီ Facebook အကောင့်တော့ဒီလိုက်ပြီ ။တပည့်ယောက်မြောက် 14ရောက် အဲ့လိုမျိုးထုတ်ရရှိတဲ့ပေါ်နေစီထုတ်လိုက် ဟုတ်ကဲ့ဗျာ မိသက်ဝရီအဲ့ဒီပတ်စံတွေပဲရောက်ကုန်မယ်ဟဲ့မိသက်ဝရီနင့်ကငါပေးထားတာ456သိန်းမဟုတ်ဘူးနော်ဟဲ့ပြောဒီပတ်စံကြဘာလို့ပိတ်ထားတာလဲအဲ့ပတ်စံတွေပဲရောက်ကုန်လဲလို့ဟာကွာဘာလုံးမှမရှိတဲ့လူကကွာဒီသိန်းတစ်ထောင်ကျော်ကိုသုံးပြရတယ်ဖြောင်းပြရတယ်လို့အဲ့ဒီပတ်စံတွေကလေငါသားကြီးကြော်သက်ရှာထားတဲ့ပတ်စံတွေ ဟိုတင်တဲ့ရှင်သားသမီးချင်းတူတူခွက်ချမဆက်ဆံပါနဲ့ဒီအိမ်မှာဘသူပဲပတ်စံရှာဒါမိသားစုပတ်စံပဲသိန်းတစ်ထောင်လောက်နဲ့ကျမတို့မွဲမသွားပါဘူး မင်းဝင်မပါနဲ့နော်ဒီမှာငါအိမ်တော်ဦးစီးတယောက်အနေနဲ့ပြောတဲ့ပြောလိုက်တာပြောရမှာပဲကွာဒီမှာမေသက်ဝရီနင့်ပုံမှာထားတဲ့ငါရဲ့ယုံကြည်မှုတွေဘာမှမရှိတော့အကုန်လုံးပြက်စီးသွားပြီအဲ့ဒီသိန်းတစ်ထောင်ကျော်အတွက်နင်ဘာပြန်လုပ်ရမလဲဆိုတာကိုသေချာစဉ်းစားသေချာဆုံးဖြတ် ငါအိမ်မောဆင်းလာခဲ့ပြီလားမင်းငါမပြန်ရှင်တော့ငါပြင်းနေငါဆိုတော့လေအိမ်ငါအမှန်တိုင်းဖို့မပြောရင်ငါနဲ့အတူနေပြီးတော့အလုပ်တစ်ခုခုလုပ်ချင်တယ်လားမင်းနေကဘာလုပ်ချင်လဲဒီဟာအဆင်ပြေတာပေါ့ဖြစ်နိုင်မယ်ဆိုရင်ငါနဲ့အတူတူလုပ်ချင်တယ် နင်ဆုံးဖြတ်ပြီးပြီဆိုတော့လေနင်သဘောတိုင်းပဲပေါ့ငါ online ပေါ်မှာအလုပ်ခေါ်စာတစ်ခုတွေ့ရတယ်လာစားလည်းကောင်းနေဟာငါတို့နှစ်ယောက်အတူတူတွားချောက်ကြမလား ဆို